ရှူရီဟာသူမရဲ့တငယ်ချင်းနဲ့အတူမြင်းစည်းကွင်းကိုရောက်လာချိန်မှာမထင်မှတ်ပဲ CEO ရှီယန်နဲ့ဆုံတွေ့ခဲ့ရပါတယ်။ရှီယန်ဟာရှူရီပေါ်စိတ်ဆိုးနေတာကြောင့်မတိကျိုးကြုံပြုနေခဲ့ပေမဲ့ရှူရီကတော့သူမရဲ့အမေကိုလိမ်ဖို့အတွက် CEO ရဲ့တပ်ပုံကိုတုံးခဲ့မိတာကြောင့်အမှားတစ်ခုလုံးမိတယ်လို့ခံစားနေရပါတယ်။ဒါပေမဲ့မြင်းစည်းကွင်းကအပြန်နှင်းတွေကျနေတဲ့ညမှာတော့ရှီယန်ဟာရှူရီကိုမင်းမကြောင့်ငါနားလာတာလဲဆိုတာငါကိန်းမဆိုင်ဘူး။ငါအားလုံးကိုလက်ခံတယ်လို့ဝန်ခံလိုက်ပြီးသူတို့နှစ်ယောက်ဟာတရားဝင်လက်တွဲဖြစ်သွားခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းနှွေးထွေးလာခဲ့ပြီးရှူရီသူ့ရုံးခန်းနဲ့အိပ်ပျော်နေချိန်မှာတောင်တယူတရားနဲ့ယူဆိုင်ပေးခဲ့တယ်လို့ရှူရီရဲ့အလုပ်ပေါ်ထားတဲ့စိတ်အားထက်သန်မှုကိုလည်းအတိအမှတ်ပြုပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ခုချမ်းမှာကျင်းပမဲ့နည်းပညာပြပွဲကိုလည်းအတူတူသွားဖို့ချင်းဆိုခဲ့ကြပါတယ်။ခုချမ်းကိုရောက်တဲ့အခါမှာတော့ရှူရီတယောက်ထဲစားတော့ဖို့ထွက်လာရင်လူမိုက်တွေရဲ့နှောက်ယှက်ခြင်းကိုခံခဲ့ရပါတယ်။အဲဒီအချိန်မှာပဲ CEO ရှီယန်ကအချိန်ကြီးရောက်လာပြီးသူမကိုဘေးကင်းအောင်ကာကွယ်ပေးခဲ့ပါတယ်။ဘေးကင်းရာကိုရောက်သွားတဲ့အချိန်တက်လေကားရှိမှာတော့စိတ်ပူနေတဲ့ CEO ရှီယန်ကစိတ်မထိန်နိုင်ပဲရှူရီကိုမျက်မျက်လုံးလုံးနဲ့ရင်ခုန်စရာအနမ်းတစ်ခုပေးလိုက်ပါတော့တယ်။ဒီနန်းဟာသူတို့နှစ်ယောက်ကြားကတင်းမာမှုတွေအားလုံးကိုအကြီးပြောသွားစေခဲ့တယ်လို့ရင်ခုန်တန်တွေကိုလည်းတစ်ချက်သေးကျသွားစေခဲ့ပါတယ်။ပြပွဲခန်းမထဲမှာတော့ရှူရီတယောက်မျိုးသား၃ယောက်ကြားမှာအခက်တွေ့နေခဲ့ပါတယ်။သူမကိုစိတ်ဝင်စားနေကြတဲ့ပေါမောက်ခတ်ရီယုံနဲ့ရီယန်တို့နှစ်ယောက်လုံးအနားမှာရှိနေတာကြောင့် CEO ရှီယန်တယောက်အကြီးအကျယ်တုံ့တူနေခဲ့တာပါ။ဒါအပြင်ရှီယန်ကသူ့ရဲ့တန်တန်းနှစ်ယောက်ကိုလည်းရှူရီကမင်းတို့အနိုင်ရှုံးလို့ရမယ့်ပစ္စည်းမဟုတ်ဘူး။သူမမှာကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ပညာရှိတုံ့ပြန်ပြောဆိုလိုက်ပါတယ်။အချက်တွေတိုးလာလေရှူရီရဲ့စိုးရိမ်စိတ်တွေကပိုကြီးလာလေပါပဲဒီလိမ်ညာမှုတွေကရှီယန်နဲ့သူမရဲ့ကြားမှာဘလို့အလှည့်အပြောင်းတွေထပ်ဖြစ်လာအောင်မလဲဆိုတာကတော့